သန်းနဲ့ဖွင့်အထည်ချုပ်ဆက်ကိုအတွက်အသုံးပြုသူလက်ဆွဲအချုပ်ဆက်အသုံးပြုနည်းအခြေခံညွှန်ကြားချက်များပစ္စည်းကိရိယာနှာခေါင်းညက်များဝက်ဥလှဲ့ချီမြင်ကက်ကြီးညက်များသွားတိုက်တံသန်းနဲ့ဖွင့်မှာရှိတဲ့လူတိုင်းမင်္ဂလာပါဒီနေ့အချုပ်ဆက်ကိုဘလို့အသုံးပြုရမလဲဆိုတာမိတ်ဆက်ပေးပါမယ်ပထမဆုံးပစ္စည်းကတော့တချီလုံးတင်နေရနှစ်ချီထိုးတံသုံးချီထိုးတဲ့တိုင်လေးချီကျက်တဲ့ပြီလုံးငါချီကျက်တဲ့ပြီလုံးနဲ့6ချီချိုက်တဲ့နေရာ9ချီတုတ်တံ10ချီချိုက်တဲ့နေရာ9အကင်နာကချီချိတ်တဲ့နေရာ10အနေရာနောက်တစ်ခုကတော့အောက်ပိုင်းချီထိုးကိရိယာပါတချီလုံးတင်နေရာ2ချီထိုးတံ3ချီထိုးရစ်တဲ့နေရာ4လွန်းဆန်ရစ်တဲ့နေရာ5အထိုးပြီးတဲ့နေရာ6ချီစိတ်ကျဲနေရာ9ချီရမ်းတဲ့နေရာအမျိုးအစား2မျိုးရှိသည်တိတ်လက်ဖြစ်နှိပ်ခြင်းနှက်အလိုလျောက်နှိပ်ခြင်း10ဘီမာတဲ့နေရာ9ချီနင်းတဲ့နေရာ10ဘီလုံးနေရာနောက်တစ်ဆင့်ကတော့ချီကိုဘလို့ချီပြီးလိတ်ရမလဲပါချီမြင်ကိုလိတ်ချင်းဖြင့်စတင်ပါတပုံတွင်ပြထားသည့်အတိုင်းချီကိုညာဘက်တွင်ထားပါအပေါ်ဘက်ရှိအပေါက်မှတစ်ဆင့်ချီကိုထည့်ပါသုံးဆိုင်ဘယ်ရှိအပေါက်မှတစ်ဆင့်ကျိုးကိုချီထည့်ပြီးချီကိုဆိုင်ဘယ်၏အလယ်ဗဟိုသို့ယူဆောင်လာပါထို့နောက်ကျိုးကိုလွန်းဆန်မှတစ်ဆင့်ချီပြီးဘယ်မှညာသို့3ကြိမ်ပတ်ပါချီမြင်ရစ်ပတ်ရန်နေရာကိုနေရာတကျတွန်းရန်တင့်လက်ကိုသုံးပါ9တင့်ခြေထောက်ဖြင့်နင်းပါပုံတွင်ပြထားသည့်အတိုင်းချီမြင်ရစ်ဆက်သည်အလိုလျောက်လည်းပတ်လိမ့်မည်ပုံတွင်ပြထားသည်မှာချီပြီးသွားသောအခါချီကိုတွန်းထုတ်ပြီးချီကိုချီနှောင်ခြင်းလုပ်ငန်းစဉ်ကိုအပြီးသတ်မည်ဖြစ်သည်နောက်တစ်ဆင့်ကတော့အောက်ဖက်ပါပင်ကိုထည့်သွင်းဖို့ပါပထမဆုံးပစ္စည်းကိရိယာကတော့လွန်းအိမ်လွန်းဆန်အစစ်နှစ်ရုပ်ပုံတွင်ပြထားသည့်အတိုင်းတောင်ပံများရှိအပေါက်များနှင့်ချိန်ညှိပြီးရှောက်လို့ကိုသုံးဆက်သေးသို့အချက်ပေးတန်မြည်သည့်အထိထည့်သွင်းပြီးနောက်ပုံတွင်ပြထားသည့်အတိုင်းအောက်ပိုင်းချီမြင်ကိုအပေါ်သို့ဆွဲတင်ရန်ပူလီကိုလှည့်ပါအောက်ပိုင်းချီမြင်ရစ်ချင်းလုပ်ငန်းစဉ်ပြီးဆုံးပါပြီနောက်တစ်ခုအနေနဲ့အက်ကိုချီထိုးပါမယ်တပုံတွင်ပြထားသည့်အတိုင်းဘယ်ဘက်ချမ်းရှိအလုံးနေရာတဲ့သို့ချီမြင်၏လိတ်ကိုထည့်ပါနှစ်အပေါ်ပိုင်းအက်ချီမှတစ်ဆင့်အက်ကိုချီထည့်ပါသုံးအပေါ်ဆုံးအပေါက်မှစတင်၍အက်ကိုအချုပ်ဆက်ခေါင်းရှိအပေါက်2ပေါက်မှတစ်ဆင့်အပေါက်တစ်ကိုဥစွာဖောက်ပြီးနောက်အပေါက်2ကိုဖောက်ပါလေးအက်ကိုချီချိန်ညှိကိရိယာ၏ပထမအပေါက်မှတစ်ဆင့်ထိုးသွင်းပါချီကိုဆိုင်းဘယ်၏အလဲဗဟိုတွင်ထားပြီးပုံတွင်ပြထားသည့်အတိုင်းအောက်ဖက်ချီ၏အပေါက်မှတစ်ဆင့်ချီထည့်ပါ9ပုံတွင်ပြထားသည့်အတိုင်းဒုတိယချီချိန်ညှိကိရိယာမှတစ်ဆင့်ကျိုးကိုချီပါ9ချီကျက်တဲ့ပြီလုံးနှင့်6အောက်ပိုင်းချီကိုချိတ်မှတစ်ဆင့်ချီပါထို့နောက်အလဲဗဟိုရှိအပေါက်မှတစ်ဆင့်ချီပါ9အက်ကိုချိတ်မှတစ်ဆင့်ချီထည့်ပါပြီးရင်ပုံမှာပြထားတဲ့အတိုင်းအပေါက်ကနေချီကိုချီထိုးပါ10ပုံတွင်ပြထားသည့်အတိုင်းအပေါ်ဘက်ရှိအပေါက်မှတစ်ဆင့်ချီကိုထိုးပါထို့နောက်အပေါ်ရှိအပေါက်မှတစ်ဆင့်ချီထည့်ပါကိုအက်ကိုဘယ်မှညာသို့ချီပါကင်းသည်အချီထိုးခြင်းလုပ်ငန်းစဉ်ကိုပြီးမြောက်စေသည်နောက်တစ်ဆင့်ကတော့အက်ကိုထည့်သွင်းဖို့ပါတစ်ခွက်နေတဲ့ဘက်နဲ့ပေါက်နေတဲ့ဘက်ကိုကြည့်ပြီးအက်ကိုကြည့်ပါခွက်နေတဲ့ဘက်ကိုညာဘက်ကိုမျက်နှာမူပြီးထည့်သွင်းပါနှစ်အက်ကိုလက်ဖြင့်တွန်းထည့်ပြီးနောက်ညက်ဖြင့်အက်၏အောက်ခြေကိုကင်ပြီးအတွင်းသို့အဆုံးထိတွန်းထည့်ပါထို့နောက်ဝက်ဥလှဲ့ကိုအသုံးပြု၍လင်းကိုအသင့်တင်းကျပ်ရန်သို့သောအလွန်တင်းကျပ်စွာမတင်းကျပ်ပါနှင့်ကင်းသည်အထက်သွင်းခြင်းလုပ်ငန်းစဉ်ကိုပြီးမြောက်စေပါသည်နောက်တစ်ဆင့်ကတော့ဖိဆက်ခြေထောက်ကိုတက်ဆင်ဖို့ပါတဖိဆက်ခြေထောက်ကိုမြောက်ပြီးဖိဆက်ခြေထောက်ကိုတွန်းထည့်ပါထို့နောက်အများကြားတွင်အလဲဗဟိုသို့ရောက်စေရန်ဖိဆက်ခြေထောက်ကိုနှိမ့်ချပါနှစ်တော့ကိုတင်းကျပ်စေရန်ဝက်ဥလှဲ့ကိုလှဲ့ပါအလွန်အကျွံမတင်းကျပ်ပါနဲ့အချုပ်ကြည့်ပါနောက်တစ်ဆင့်ကတော့အချုပ်ခြင်းပါတဖိချေကိုမြင့်တင်ရန်ခလုတ်ဤညာဘက်ချမ်းကိုတွန်းရန်တင့်တူးကိုအသုံးပြုပါနှစ်အထည်ကိုထည့်ပြီးဖိချေကိုလွတ်ပါအချုပ်မြန်နှုံးကိုတတ်မှတ်ရန်နင်းပြားကိုနှိပ်ပါတင်မြန်သွားလေဆက်ကပိုမြန်ချုပ်လေဖြစ်သည့်အထည်ဖြတ်ရန်တင့်ချေဖနှောင့်ကိုနှိပ်ပါ
ပြီးလျင်ဖိချေနှင်းကိုမြှောက်ပြီးတက်ရက်မှုရှိမရှိစစ်ဆေးပါအခြေခံပြဿနာရှာဖွေဖြေရှင်းနည်းများအခြေခံပြဿနာရှာဖွေဖြေရှင်းနည်းများတချီမြင်သည်မှန်ကန်ပြီးချီမြင်လန်းညွန်၏အလဲဗဟိုတွင်ရှိနေကြောင်းသိချပါစေနှစ်အကိုမှန်ကန်စွာထည့်သွင်းပါသလားမှားယွင်းသောနီလန်းဖြင့်ထည့်သွင်းပါကအချီကျော်သွားမည်ဖြစ်သည်အကိုကျမ်းပြင်ပေါ်တွင်လှိမ့်ခြင်းဖြင့်ကွေးနေခြင်းရှိမရှိစစ်ဆေးပါကွေးခြင်းမရှိဘဲဖြောင်းဖြောင်းလိမ့်နေပါကအပ်သည်အဆင်ပြေပါသည်နီလန်းနှင့်အထိတ်ဖျားကတုံးနေလားဆိုတာလက်ကိုသုံးပြီးစစ်ဆေးပါအကိုတင်းနေတာမျိုးမခံစားရဘူးဆိုရင်အကအခြေအနေကောင်းတယ်သုံးဖိဆက်ခြေထောက်ကိုမှန်ကန်စွာချိန်ညှိထားခြင်းရှိမရှိစစ်ဆေးပါရင်းကိုမှန်ကန်စွာချိန်ညှိမထားပါကအချုပ်နေစဉ်ကျိုးသွားနိုင်သည်လေးတစ်ကိုဖယ်ရှားပြီးချစ်ရများသို့မဟုတ်ဖုံမှုများရှိမရှိစစ်ဆေးပါငါဘောပင်ကိုမှန်ကန်စွာထည့်သွင်းထားပြီးဘောပင်ဘူးထဲတွင်မှန်ကန်စွာနေရာချထားမှုရှိမရှိစစ်ဆေးပါစစ်ဆေးပြီးသည်နှင့်ဘောပင်ကိုမူလနေရာတွင်ပြန်လည်ထည့်သွင်းပါပြင်းသည်အခြေခံစစ်ဆေးမှုနှင့်ပြဿနာရှာဖွေဖြေရှင်းခြင်းကိုပြီးမြောက်စေပါသည်တန်ရှင်းရေးလုပ်ငန်းစဉ်နောက်တစ်ဆင့်ကတော့တင့်ရဲ့အချုပ်ဆက်ကိုဘယ်လိုတန်ရှင်းရေးလုပ်မလဲဆိုတာပါတပေးကင်းရေးအတွက်အချုပ်ဆက်အင်ဂျင်ကိုပိတ်ပါနှစ်တန်ရှင်းရေးလုပ်ရလွယ်ကူစေရန်အတွက်ဖိချေနှင်းကိုဖယ်ရှားပါသုံးတန်ရှင်းရေးလုပ်ရန်အတွက်တထုပြားကိုဖြုတ်ပါစီသို့မဟုတ်ဖုံမုံများကိုဖယ်ရှားရန်လမ်းကြောင်းတန်ရှင်းရေး brush ကိုအသုံးပြုပါလေးအချုပ်ဆက်ခေါင်းကိုတန်ရှင်းအောင်တုပ်ပြီးစီယိုစိတ်မှုရှိမရှိစစ်ဆေးရန်အဝစ်တစ်ခုကိုအသုံးပြုပါငါးဖုံမှုများနိုင်သမျှဖယ်ရှားရန်ဆက်ကိုမြှောက်ပြီးအောက်ခြေကိုတုပ်ပါ6အချုပ်ဆက်ကိုနှိမ့်ချပြီးချီမြင့်တင်းအားချိန်ကြီးကိရိယာနှင့်ဆက်ကိုထဲပါဝင်ပတ်ဝန်းကျင်ကိုတုပ်ပါ9အစိပ်ပိုင်းများကိုပြန်လည်တက်ဆင်ပါဤဒီမှာအချုပ်ဆက်တန်ရှင်းရေးလုပ်ငန်းစဉ်ကိုပြီးမြောက်စေပါသည်အချုပ်ဆက်ကိုရွှေ့ခြင်းနောက်တစ်ဆင့်ကတော့အချုပ်ဆက်ကိုရွှေ့ဖို့ပါတပါဝါခလုတ်ကိုပိတ်ပါပစ္စည်းခလုတ်ကိုပိတ်ပြီးပလက်ဖြုတ်ပါနှစ်ကျိုးများကိုတက်ရက်အောင်ပြုလုပ်ပါသုံးအချုပ်ဆက်လဲကိုလော့ဖွင့်ရန်1400လုံးကိုလော့ဖွင့်ပါဒါကအချုပ်ဆက်3လေးပါကျေးဇူးတင်ပါတယ်